အိမ်တစ်လုံးမှာအရေးကြီးဆုံးချက်ကကျွန်တော်နေရထိုင်ရတာအဆင်ပြေပြီးတော့မှစိတ်ချမ်းသာဖို့အရန်ကိုမှအရေးကြီးပါတယ်အဲ့လိုစိတ်ချမ်းသာဖို့အတွက်ကိုအချက်ကလေး၅ချက်လိုတယ်ပေါ့နော်အိမ်တစ်လုံးမှာရှိသင့်ရှိတတ်တဲ့အချက်ကလေး၅ချက်ရှိတယ်အဲ့ချက်ကလေးတွေကိုပြောပြရရင်ကျွန်တော်အိမ်လေးလုံးနဲ့မိတ်ဆက်ပေးပါမယ်ခင်ဗျာမင်္ဂလာပါကျွန်တော်တော့ကိုယ်လင်ဖြစ်ပါတယ်ခင်ဗျာအဲ့ဒီအရေးကြီးဆုံးအချက်ကလေး၅ချက်ကတော့ကျွန်တော် location ပေါ့နော်အိမ်လုံးမှာ location အရန်ကိုအရေးကြီးတယ်နံပါတ်2အချက်ကတော့ကျွန်တော်တို့အိမ်ရဲ့ structure နဲ့၄ယောက်ပေါ့နော်ကျွန်တော်အိမ်တစ်လုံးမှာသဘာဝဘေးအန္တရာယ်ခံမှုအတွက်ကိုဒါတေချာကိုတိုင်းတာပြီးတော့မှဆောက်လုပ်ထားမှသာလေနေရတာအဆင်ပြေမှုရှိမယ်နောက်တစ်ခုကကြတော့အခန်းဖွဲ့စည်းမှုပေါ့နော်ကျွန်တော်အခန်းနေဆိုလို့ရှိရင်လည်းတကယ်ကိုတက်တောင့်တက်တာနဲ့လေဝင်လေထွက်ကောင်းကောင်းအဲ့ဒါမျိုးတွေဖြစ်မှသာလေစိတ်ရချမ်းသာမှုရရှိနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာနံပါတ်3ချက်ကတော့အလင်းဝင်အားနဲ့လေဝင်လေထွက်ကောင်းမှုเนาะအိမ်တစ်လုံးမှာကျွန်တော်အုံမိုင်းနေတာမျိုးမဖြစ်အောင်တကယ်ကိုလေဝင်လေထွက်ကောင်းအောင်မယ်အလင်းဝင်အားတွေဖြန့်ကျက်ပြီးကောင်းမွန်နေရမယ်နောက်နံပါတ်4ချက်ကကြတော့ဒါကျွန်တော် security ဘိုင်းပေါ့เนาะအိမ်ကတကယ်ကိုလုံခြုံမှုအပြည့်အဝနဲ့အဓိကကြားတယ်ပေါ့နော်။ကဲနံပါတ်နောက်ဆုံး5ချက်ကတော့ကျွန်တော်အိမ်ရဲ့ feeling ပေါ့နော်။အိမ်ရဲ့ vibe အိမ်နဲ့အိမ်တစ်လုံးဒီအိမ်နဲ့ဝင်သွားလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ပျော်ရွှင်တဲ့ခံစားချက်မျိုးရရမယ်။အုံမိုင်းမဖြစ်အောင်နော်။အဲ့လိုအချက်ကလေးတွေနဲ့လုံးဝအပီးပြင်းကိုက်ညီပြီးတော့ပြည့်စုံတဲ့အိမ်လေးတစ်လုံးရဲ့ရှေ့ကိုကျွန်တော်ခေါ်ဆောင်သွားပေးပါမယ်ခင်ဗျာ။ဒီ channel ရဲ့တည်နေရာကြတော့ကျွန်တော်ဒါမန္တလေးပြုံးလင်မြို့အဝင်ပေါ့နော်မန္တလေးလာရှိုးလမ်းမကြီးကနေရှစ်ကွက်ငုတ်ပြီးတာနဲ့ရောက်ရှိလာမဲ့အိမ်လေးဖြစ်ပါတယ်ကဲကျွန်တော်တို့ channel ကိုလိုက်ပါပြီးတော့ကြည့်ရှုပေးပါအောင်ခင်ဗျာအိမ်ထဲကိုအရင်ဝင်မပြခင် channel လေးထဲမှာလှုပ်ထားတာလေးအရင်လိုက်ပြပေးမယ်နော်ဒီမှာ channel ကတော့ channel လဲကျဲအောင်ကျဲတဲ့ချိန်ကျတော့ဒီမှာစိတ်တိုင်းကြလှုပ်ပေးထားတယ်ဒီမှာဆိုလို့ရှိရင်ဒါဒီမှာဂျင်ကန်းလေးထည့်ပေးထားတယ်ဂဇီဘိုလေးပေါ့နော်အဲ့မှာဒီမှာဝိုင်းဘွက်စားတောက်လို့ရမယ့်နေရာလေးရှိမယ်ပြီးတော့ဒီမှာဂျင်ကန်းလေးတွေပါမယ်နောက်ဒီမှာ landscape ပြင်ထားပေးတာလေးတွေလည်းတော်တော်ကောင်းတယ်ဗောနော်ဒီမှာဆို mini waterfall လေးတော့မှပါသေးတယ်ဗောနော်အဲ့တော့စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့တကယ်နေရာကောင်းမှာတည်ရှိနေတဲ့အိမ်လေးတစ်လုံးဖြစ်တာဆိုကျွန်တော်အရန်ကိုမှဒါကျွန်တော်သဘောကျတဲ့အိမ်လေးမှာပါတယ်ဗောနော်ကဲလာကျွန်တော်တို့အတူတူအိမ်ထဲဝင်ကြည့်အောင်ခင်ဗျာဒီအိမ်လေးအခြေအားကြတော့ဒါကျွန်တော်တို့မျက်နှာစာ100နောက်ပိတ်က120ပြီးတစ်ဖက်ဆိုရင်63ရှိတယ်ဗောနော်ဧကနဲ့တွက်မယ်ဆိုရင်ဒါသမ1လောက်အခြေရှိတယ်ဗောနော်ခရမ်းမီမျိုးစားဖြစ်ပါတယ်ခင်ဗျာနောက်ဒါအခုလက်ရှိမြင်တွေ့နေရဆိုတော့အေကန်းပေါ့နော်အေကန်းလည်းကြဲကြဲလွန်းလွန်းရှိတယ်ခုနကကျွန်တော်ပြောခဲ့သလိုပဲအလင်းဝင်အားလေးတွေကောင်းတယ်လေဝင်လေထွက်ကောင်းတယ်ပေါ့နော်အဲ့လိုချက်လေးနဲ့ပြည့်စုံနေတဲ့အေကန်းလေးပဲဖြစ်ပါတယ်ခင်ဗျာအိတ်ခမ်းကလေကျွန်တော်တို့ဒီအိမ်တိမ်လုံးမှာအိတ်ခမ်း3ခန်းပါတယ်ပေါ့နော်3ခန်းလုံးက master bedroom ဖြစ်တယ်ပြီးရင်မိဖို့ဆောင်ထမင်းစားကန်ဖျားကန်ပေါ့နော်တီးတန်ဖျားကန်ဆိုပြီးတော့အခန်းလေးတွေကိုဖွဲ့စည်းပေးထားတာဖြစ်ပါတယ်အောက်ထပ်မှာတော့ဒါပထမဆုံးတွေ့မြင်ရမယ့် master bedroom ဖြစ်ပါတယ်ခင်ဗျာအဲ့တော့အောက်ထပ်မှာရှိတဲ့ master bedroom ပေါ့နော် king size green ကောင်းကောင်းဆန့်တယ်ဗီဒီယိုတွေပါထားလို့ရတယ်ဗောနော်အခန်းကျယ်လွတ်မှုရှိတယ်ပြီးတော့ရင်သူ့မှာပါဝင်တဲ့ဒါရေချိုးကန်အင်တာလေးဖြစ်ပါတယ်ခင်ဗျာအပြင်ကျွန်တော်မိဖို့ဆောင်ထမင်းစားကန်လေးကိုပြပေးပါမယ်ဒါတော့မိဖို့ဆောင်ထမင်းစားကန်လေးဗောနော်သူလည်းကျယ်ကျယ်လွတ်လွတ်ရှိတယ်လင်းဝင်ကတော့တကယ်ကိုကျွန်တော်သဘောကျတဲ့အချက်ကလေးဗောနော်တော်တော်လေးကိုလင်းလင်းထင်းထင်းလေးနဲ့နေရထိုင်ရတာလည်းတကယ်ကိုစိတ်ထဲမှာအေးချမ်းမှုဖြစ်ပေါ်စေတဲ့အိမ်လေးတစ်လုံးဗောနော်ဒါကတော့မိဖို့ဆောင်ထမင်းစားကန်လေးဖြစ်ပါတယ်ခင်ဗျာကဲပြီးကျွန်တော်အပေါ်ဒူတက်ကြည့်အောင်ဒီလေကကွန်ဆိုလို့ရှိရင်လည်းတက်ရတာအဆင်ပြေပြည့်ပြည့်လေးပေါ့နော်လက်ရန်နေဆိုကျွန်းနေတုံပေးထားတယ်တိမ်လုံးကိုကျွန်းပါကဲကိုပြေးဝခင်းချင်းပြီးတော့အသုံးပြုပေးထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်အပေါ်ဆုံးကိုရောက်ပြီဆိုရင်ကျွန်တော်ညာဘက်မှာအခန်းလေး2ခန်းရှိတယ်ပေါ့နော်ဒါကတော့ဒါဖျားခန်းဖြစ်ပါတယ်ပြီးဒီဘက်ကတော့ master bed ပေါ့နော်ကျွန်တော်ဖျားခန်းလေးတွေကိုအရင်ပြပေးပါမယ်ခင်ဗျာဖျားခန်းလည်းကြဲကြဲလွန်းလွန်းရှိတယ်ပြီးတော့ဒီမှာမှန်နေတော့အများကြီးသုံးပေးထားတော့လေဝင်လေထွက်တဲ့အလင်းဝင်အားတွေကကိုပြောစရာကိုမလိုအောင်ကိုကောင်းမှုရှိပြီးသားပေါ့နော်ဆိုတော့ဒီကနေလည်းအပြင်ကိုထွက်လို့ရတဲ့ runner ကိုထွက်လို့ရတဲ့တကားပေါက်လေးပါတယ်ပေါ့နော်ဒါလောလောဆယ်တော့ဟိုမျိုးကျွန်တော်ပြီးမှဟိုအပြင်ကနေထွက်ပြပေးပါမယ်ဒါတော့ကျွန်တော်အပေါ်တော့မှတွေ့မြင်ရမယ့် master bedroom ပေါ့နော်အခန်းနေရာတကယ်တော်တော်ကိုကြဲကြဲလွန်းလွန်းရှိတယ်ပေါ့နော်ဒီမှာသုံးပေးထားတဲ့ပစ္စည်းတွေဆိုလို့ရှိရင်လည်းတော့ဟို king size တွေဆိုတော့အခန်းကျယ်မှန်သိတာရယ်နော်အခန်းကျယ်မှန်သိတာတယ်ဒီနောက်မှာဆိုလဲဒါလမ်းသူ့ရဲ့နောက်ကလည်းလမ်းပြဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါမနက်ခင်းမိုးလင်းတာနဲ့ဒါ mountain view လေးတွေရတဲ့အခန်းလေးပေါ့နော်ဒီမှာဆိုရင်တောင်လေးတွေမြင်နေတာစိတ်အေးချမ်းသာမှုတကယ်ရှိတဲ့အိမ်ဗျာပြီးတော့ရင်တော့ဒီဘက်ကဒါဒီထဲမှာပါတဲ့ရေချိုးခန့်အိမ်သားပေါ့နော်အကုန်လုံးကကြဲကြဲလွန်းလွန်းနဲ့မိုက်တယ်ပါနော်ဒါတော့နောက်ဆုံးအနေနဲ့တွေ့မြင်ရမယ့် master bedroom ဖြစ်ပါတယ်ပြီးတော့ဒီခန်းလေးရဲ့ထူးခြားချက်ကကျွန်တော်တို့ကဒါအပြင်က veranda ကိုထွက်လို့ရတယ်နော်ကျွန်တော်တို့လိုက်ကြည့်ရပါအောင်ခင်ဗျာဒါဆိုရင်ဒါကျွန်တော်တို့ veranda ကိုရောက်သွားတာပါနော်
အဲ့ဒီဘေးမှာဆိုလေသူကအိမ်ယာဝင်းဖြစ်တဲ့အတွက်လုံခြုံမှုအတွက်ကဘာမှကိုပြောစရာမလိုဘူးဒီပတ်ဝန်းကျင်မှာဆိုလေအိမ်ကြီးအိမ်ကောင်းတွေအများကြီးနဲ့ပြည့်နေနေပြီးသားအဲ့တော့နောက်တစ်ချိန်မှာရင်းနှီးမြုပ်နှံထားခြင်းနဲ့ဆိုတော့မိတ်ဆွေအတွက်ဆိုလေအထူးကိုတင့်တော်တဲ့အိမ်လေးလုံးပဲဖြစ်ပါတယ်ကဲဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ယခုလိုမျိုးအဖက်ဖက်ကနေပေါ့နော်ပြည်စုံနေတဲ့အိမ်လေးလုံးကိုခေါ်ထားတဲ့ဈေးနှုန်းကကျတော့3400နဲ့800ဖြစ်ပါတယ်ခင်ဗျာအဲ့ဒီဈေးနှုန်း3400 800ပိုင်ရှင်နဲ့ထိတ်တိုက်ဆွေးနွေးညှိနှိုင်းပြီးတော့မှရောင်းချပေးပါမယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြကျွန်တော်မိတ်ဆွေရောက်ချင်းစီတိုင်းလေးလှိုက်လိုက်လဲနဲ့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဒါတော့နေ့လေးကိုအများနဲ့ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့နောက်ထပ်ဗီဒီယိုလေးနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ